ခွန်ခွန်တောင်းရမှာလိုပဲပေါက်ရှင်တဲ့ကိုရီမာတွေနော်ကျွန်တော်အခုတစ်ပတ်6လပိုင်း16ရက်နေ့အတွက်ပေါ့နော်ဒီကနေ့ပြရတော့ခင်ဗျာနော်ကန်ဆန်းကြည့်ကြပါခင်ဗျာဘယ်မှာလာရမှာလဲဆိုတော့ဘယ်မှာမှတော့ယူတယ်မလို့နော်စနေပြောပြနေပါတယ်ခင်ဗျာဟောကောက်ကိုပေါ်လို့ပါခြေထားပါအများမြင်အောင်ပေါ့နော်ကျွန်တော်ဘယ်နေ့တင်ပြမှာလဲဆိုတော့ဒီနေ့ဘယ်နေ့တင်ကြည့်တာမနော်9ရက်ဆိုတော့10ရက်17ရက်12ရက်နေ့တင်ပြပါမယ်ခင်ဗျာနော်ဒီကနေ့မပေးပါတော့နဲ့လားတဲ့အဲ့ဒီခါကျတော့ထိုးချီကိုတော့မကြည့်ရနဲ့နော်ပေါက်လို့ရှိရင်လူလို့ကျွန်တော်ထိုင်မှာနေရဆိုတော့ဒီကနေ့ပို့ပြီးနှိစက်ပါတယ်ခင်ဗျာနော်ဒီကနေ့ဝယ်မထိုးနဲ့နော်ဝယ်ထိုးရင်အလညာခံရမယ်ဒီကနေ့ဆိုတာပေါ့နော်မတိုးမှအတက်မသိပေါက်ကနေ့ဆိုတော့နော်ကျွန်တော်တို့ကကြာနှိစက်မှုရှိတယ်ခင်ဗျာအားကြောင့်ပေးကြပါခင်ဗျာကျွန်တော်လည်းလာဆဲကြတယ်ချိုးကြတယ်မျိုးအဲ့လိုမဆဲကြပါနဲ့မိုးပကြပါနဲ့ခင်ဗျာနော်ကျွန်တော်လည်းဒီမကောင်းတဲ့ဂျားတွေကနေပေါ့နော်ကျွတ်ရိုက်ပြီးရပါခင်ဗျာနော်ရိုက်ပြီးတင်ပြီးရပါခင်ဗျာထိုးချီတော့မကြည့်နဲ့ပေါက်လို့ရှိရင်လူနော်ကိုကြိုက်တာအတော့ကိုမိပါကိုပြုစုဆောင်ရှောက်ကြရနော်ကျေးဇူးဆက်ကြပါလို့အတက်နေတဲ့ပကနေပေါ့နော်ကဲဒီလောက်ပါပဲခင်ဗျာနော်စနေရက်နေ့တင်ပြပါမယ်ခင်ဗျာနော်အများများချဲပြီးထားပါလို့ခွန်ခွန်တော့အမရချင်းနေဆိုတော့ချဲထားပါနော်